ယောရရဲ့ဆုံးမမှာပညာဟာတန်ဖိုးရှိဆုံးမှုပညာနရဏံရတနံပညာသည်လူတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရဏတစ်ပါးလို့ဒီလိုဟောကြားခဲ့တာဓမ္မမှတ်လောက်သားလောက်ဆရာဖြစ်တယ်ပေါ့ပညာပတ္တထလောကသမိယာယံနိဗ္ဗေဒကာမိအမှန်တရားကိုထွန်းဖောက်ပြီးတော့လောကမှာဖောက်ထွင်းမြင်နိုင်တယ်ဆိုတာဟာမတမခဲရင်တယ်လမ်းဆုံးနေကြတယ်ပညာဆိုပေမဲ့လို့အပေါ်ယံလေးမှာလမ်းဆုံးနေအတွင်းနိုင်ပြီးတော့ penetration လို့ခေါ်တယ်ထွန်းဖောက်ပြီးတော့မြင်နိုင်ဖို့ကအမတမအရေးကြီးဒါကြောင့်မို့အပေါ်ယံအတိမဟုတ်ပဲနဲ့သေးသေးချာချာသိတဲ့အတိမျိုးသိဖို့အတွက်ရသော်ဗျာပညာကိုတမိုးထားပြီးတော့ဟောကြားလေးရှိတယ်တရားနဲ့ပညာဆိုလို့ရှိရင်နှစ်ခုစလုံးဟာခွန်အားလို့ဟောထားတာဖြစ်တော်လဲပဲနော်တရားနဲ့ပညာအပြန်အလှန်ထိန်းချောင်းထားတာဖြစ်တော်လဲတရားကစတဲ့အချိန်လေးအတွက်တန်ဖိုးရှိတယ်ပညာကတော့နောက်ဆုံးမှာထွတ်ထိပ်မှာတန်ဖိုးရှိတယ်လို့စတဲ့အခါတရားနဲ့စပြီးတော့ဆုံးတဲ့အခါမှာပညာနဲ့ဆုံးတော့ဒီလိုတရားကြီးတက်တက်လည်းမစွမ်းဆောင်နိုင်ဘူးပညာကြီးတက်တက်ကလည်းမစတင်နိုင်ဘူးလို့ဒီလိုဆိုလို့ရပေါ့နော်တရားနဲ့ပညာဟာအစနဲ့အဆုံးသဘောမျိုးမှာကြည့်လေတတ္တာဘူဝိရိယဘူတတိဘူသမာဓိဘူပညာဘူဆိုတာဟောထားတာကြည့်ပေါ့တရားဆိုတာစာလုံးရေးစတရားဆိုတာရှိမှလူတွေဟာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားမှာကိုကောင်းတဲ့ဘက်စိတ်ဝင်စားလာမှတတိတို့ဝိရိယတို့သမာဓိတို့ပညာတို့ဆိုတာတွေကစက်တက်ဖြစ်လာဒါကြောင့်မို့ရသော်ဗျာအမှတ်တမဲ့ဟောထားတာတော့မဖြစ်နိုင်အဓိပ္ပာယ်ရှိရှိဟောကြားထားတာဒါဖြစ်တယ်တရားဆိုတာတရားရှိသည့်အတွက်ကြောင့်နော်တတ္တောဥပသင်္ကမတိလေတရားရှိသည့်အတွက်ကြောင့်သူတော်ကောင်းတွေစီထံချင်းကပ်လာတဲ့အခါကျတော့သူတော်ကောင်းတရားကိုကြားနာရတရားမရှိရင်ချင်းကပ်ခြင်းတွားရောက်ခြင်းမလုပ်ဘူးလေအဲ့တော့ချင်းကပ်ခြင်းတွားရောက်ခြင်းဆိုတာအစအဲ့ဒီအစလေးမှမစနိုင်ဘူးဆိုလို့ရှိရင်နောက်ကပညာတို့ဘာလို့ရဖို့ဆိုခဲနေပေါ့ဒါကြောင့်တတ္ထာသာတောဥပသင်္ကမတိတဲ့နော်ပုံရိယသုတ်တံမှာတယ်မြတ်စွာဘုရားအဲ့လိုဟောတတ္ထာသာတောယုံကြည်မှုဖြစ်လာတဲ့အခါမှာဥပသင်္ကမတိသူတော်ကောင်းတွေထံသွားရောက်တယ်ဘုရားစီသွားကြတယ်ဆိုတာယုံကြည်မှုအခြေခံပြီးသွားကြတာအဲ့ဒီချိန်မှာပညာမရသေးဘူးပညာရဖို့အတွက်တရားနဲ့လမ်းခင်းသွားတယ်လို့ဒီလိုပြောလို့ရတယ်ပေါ့နော်တရားရှိမှဓတနာကာမောသီလဝတ္တံတတ္တမံသောတုမိစ္ဆတိဝိနည်းမစ္ဆေရမလံသံဝိတ္တဒေါတိဟောစတိဆိုတဲ့ဒေသနာတော်မှာဆိုရင်တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့တွေ့မြင်လက္ခဏာ၃မျိုးတဲ့တရားရှိပြီဆိုရင်သူဘာတွေလောက်တတ်တုံးဆိုသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ဆုံခြင်းနဲ့တဲ့တွေ့ဆုံလို့တဲ့စိတ်ဓာတ်တွေဆန္ဒတွေရှိတယ်တတ္တမံသောတုမိစ္ဆတိသူတော်ကောင်းတရားကိုကြားနာလို့တဲ့ဆန္ဒတွေဖြစ်တယ်ဝိနည်းမစ္ဆေရမလံငါသာသုံးမယ်ဆိုတဲ့မစ္စရိယအညစ်အကြေးကိုဖယ်ရှားပြီးတော့ပိကံဆုံးလို့ခြင်းဆိုတဲ့စာကအလုပ်ကိုလုပ်တယ်အဲ့တော့အဲ့ဒါတွေဟာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့သင်္ကေတတွေပဲလို့သူဆိုလိုတာပေါ့ဒါမို့တရားရှိပြီဆိုရင်အဲ့ဒီပုံစံတွေဖြစ်လာတတ္တဇာတောဥပသင်္ကမတိတရားရှိလာသည့်အတွက်ကြောင့်ဘုရားကိုချစ်ထို့တူပဲလောကမှာဘုရားပွင့်တယ်တရားဟောတယ်တရားဟောတဲ့အခါမှာမြတ်စွာဘုရားရဲ့တရားကိုနားလဲရတော့ဘာဖြစ်တရားတွေဖြစ်လာအဲ့မှာအသိဉာဏ်တလောက်ဖြစ်သေးဘူးတရားဖြစ်လာယုံကြည်တဲ့စိတ်ဝင်စားလာယုံကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့လူရဲ့ဒီမိသားစုဘဝဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်လို့ဆိုဒါလည်းတရားအဓိကပဲเนาะရှေ့ပိုင်းမှာဒါကြောင့်တရားဆိုတာဟာရှေ့ပိုင်းကလမ်းခင်းပေးတဲ့နေရာမှာတော့အမှန်တမ်းအရေးပါတယ်
သို့တော့နောက်ဆုံးမှာတော့စွမ်းအားထက်ဆုံးကတော့ပညာပဲဖြစ်တယ်ပေါ့